တာလီစွာပါလေဝီ FM ကကြိုးဆိုပါရရှင်ဒီတစ်ပတ်အတွက်ရခိုင်ကမ်းရိုးတန်းကပြည်သူတွေအတွက်အထူးသတင်းတင်ဆက်မှုတွေကိုစတင်ပါတော့မယ်ဒီတစ်ပတ်မှာတော့ကျမနေနေနဲ့အတူကျွန်တော်ဥက္ကာတို့ကတင်ဆက်ပေးမှာဖြစ်ပါတယ်သတင်းတွေကိုမတင်ဆက်ခင်မှာလေဝီ FM ကအထူးတင်ဆက်ပေးနေတဲ့အစီအစဉ်လေးဖြစ်တဲ့စစ်ပွဲအတွင်းကအဆက်အသွယ်ပြတ်နေတဲ့မိသားစုဝင်တွေကိုဘေးကင်းလုံခြုံမှုရှိမရှိသိရှိတာကြောင့်ကုညီရှာဖွေပေးဖို့ပေးပို့ချက်တွေကိုနားဆင်ရမှာပါဟုတ်ကဲ့နေပထမဆုံးအနေနဲ့ရခိုင်ပြည်တန်တွဲမြို့အာထကခွဲလင်းတာကကျောင်းအုပ်ကြီးဦးစီရမြင့်တော်ဟာမိသားစုနဲ့ဆက်သွယ်ပြတ်နေတဲ့အတွက်ဘေးကင်းလုံခြုံစွာရှိမရှိမိသားစုကသိရှိနေတယ်လို့ပေးပို့ထားပါတယ်ဒုတိယအကြိမ်ပြန်ကြီးညာပေးပါမယ်ခင်ဗျာတန်တွဲမြို့အာထကခွဲလင်းတာကကျောင်းဆရာကြီးဦးစီရမြင့်တော်ကိုမိသားစုကစိတ်ပူနေတဲ့အကြောင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာထမှန်ပြီးတော့တန်တွဲမြို့နယ်စင်ခုံးကျေးရွာနေအဖဦးကိုဦးအမိဒေါ်စန္နာဝင်းမောင်ဖြစ်သူမင်းတဲ့ဟိန်းနဲ့ခန့်ထက်ကိုတို့ဘေးကင်းလုံခြုံမှုရှိမရှိသိဖို့နဲ့ကြန့်ရှိနေတဲ့ဆွေမျိုးတငယ်ချင်းများဘေးကင်းလုံခြုံမှုရှိဖို့ဆုတောင်းပေးလိုက်ပါတယ်အဝေးတနေရာကသမီးဖြစ်သူမမီငယ်ကအဖေအမေတို့ကိုငေးလွှဲရှင်တယ်လို့ပြောထားပါတယ်သမီးဖြစ်သူမမီငယ်ကအဆအအရာရာဂယုစိုက်ပါအဖေနဲ့အမေကိုသမီးအရန်ရှိပါတယ်အမေတို့အဖေတို့အဆင်ပြေဖို့သမီးဘာမဆိုလုပ်ပေးမယ်အမြန်ဆုံးစစ်ပေးကကင်းလို့ဖို့သမီးအမြဲဖျားမှာဆူတောင်းတယ်လို့လေဝီ FM ကတဆင့်ဆူတောင်းစကားပေးပို့ထားပါတယ်ဒုတိယအကြိမ်ပြန်ကြီးညာပေးပါမယ်ရှင်တန်ရွဲမြို့နယ်စင်ခေါင်းကျေးရွာနေအဖဦးကိုဦးအမိဒေါ်စန္နာဝင်းမောင်ဖြစ်သူမင်းတဲ့ဟိန်းနဲ့ခန့်ထက်ကိုတို့ဘေးကင်းလုံခြုံမှုရှိဖို့နဲ့ကြံချိနေတဲ့ဆွေမျိုးတငယ်ချင်းများဘေးကင်းလုံခြုံမှုရှိဖို့ဆူတောင်းပေးလိုက်ပါတယ်အဝေးတနေရာကသမီးဖြစ်သူမမီငယ်ကအဖေအမေတို့ကိုငွေလွှဲရှင်တယ်လို့ပြောထားပါတယ်ထပ်မံပြီးတော့တန်တွဲမြို့နယ်ပေါက်တူးကြီးရွာကဒေါခင်တန်းထွေးနဲ့အတူသားသမီးတွေဖြစ်တဲ့မက်လက်လက်ဆိုမက်လင်းလင်းဆိုမောင်ထုံးလင်းဆိုတို့နဲ့ဆက်သွယ်ခြင်းတယ်လို့လေဝီ FM ကတဆင့်ပြောကြားထားပါတယ်ဒုတိယအကြိမ်ထပ်ကြီးညာပေးပါမယ်ခင်ဗျာတန်တွဲမြို့နယ်ပေါက်တူးကြီးရွာကဒေါခင်တန်းထွေးနဲ့သမီးဖြစ်သူမက်လက်လက်ဆိုမက်လင်းလင်းဆိုနဲ့မောင်ထုံးလင်းဆိုတို့ကိုစစ်ပွဲထဲမှာဘေးကင်းလုံခြုံစွာရှိစေဖို့ဆုတောင်းပေးလိုက်ပါတယ်။အမြန်ဆုံးဆက်သွယ်ရကြပါလို့သတင်းစကားပါထားပါတယ်ခင်ဗျာ။